တကြံအိုးသို့မဟုတ်အတာအိုးယဉ်ကျေးမှုဘာကြောင့်လုပ်ရတယ်လဲအတာအိုးဆိုတာတကြံကာလမှာနက်ပြည်တကြားမင်းမှလူပြည်တို့ဆင်းလာခြင်းကြိုဆိုကြတယ်လို့မြန်မာတို့ယုံကြည်ထားကြပါတယ်မကောင်းမှုမှန်သမျှမပြုလုပ်ဘဲကောင်းမှုများနဲ့သာမွေ့လျော်ကြပါတယ်အတာအိုးနဲ့အတူအတာပန်းဆိုတာလည်းရှိပါတယ်အတာပန်းတွေကတော့တနင်္ဂနွေဆိုတနင်္ဂနွေထပ်ပါတဲ့အာဦးအုံရွက်ဩဇာရွက်တနင်္လာအတွက်ဆိုကခဂဂငါတွေကကန့်ကော်ပန်းခရီပန်းအင်္ဂါဆိုဇီရွက်ဗုဒ္ဓဦးဆိုရွက်လရီတမကြာတာပတိဆိုမြေစာမလကာရွက်တောက်ကြဆိုတပြေပန်းစနေဆိုတမာရွက်ဒံပန်းအစရှိသဖြင့်ခုနှစ်နှစ်နံတွေပဲဖြစ်ပါတယ်တကြံလေးရက်လုံးအတာအိုးထိုးပြီး22ရက်နေ့ရောက်တော့တဲဖြူချီကျိုးတွေထပ်ပြပြီးအနေကင်းပရိတ်ရွတ်ကြတဲ့အခါအတာအိုးနဲ့အတာပန်းကနေပရိတ်ပန်းဖြစ်သွင်းပြောင်းပြီးမိမိတို့အိမ်ပတ်လည်မှာပရိတ်တဲ့ပရိတ်ကျိုးတွေနဲ့ပဖြန်းကြရင်အနေကင်းတယ်လို့အယူရှိကြပါတယ်ဒီအတာအိုးထိုးတဲ့ယဉ်ကျေးမှုလေးကတော့မြန်မာတို့အတွက်ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုတက်လေးပဲဖြစ်ပါတယ်ရှင်